ဘာဖလားပြိုင်ပွဲတစ်ခုကိုလက်ခံကျင်းပဖို့ဘလောက်တောင်ကုန်ကြလဲသိကြလားကွင်းတဲကမြတ်ဖြစ်စနစ်တစ်ခုလုံးကိုအသက်လဲဖို့တင်တော်တော်လေးကိုအကုန်ကြများလာပါတယ်တွက်ကြည့်မယ်ဆိုရင်ညက်ခင်းမြင်ရဲ့ဆက်တဲ့စတူတိုင်းတွေပတ်လေတိုင်းမှာ iPhone ထုံးလုံးစီချထားရတဲ့လောက်ကိုအကုန်ကြစရိတ်ကများပြတာပါဒီနေရာမှာတယောက်ယောက်ကမြက်ခင်းကကြည့်ရတာအဆင်ပြေနေတာပဲကိုဘာလို့တကွင်းလုံးကိုအကုန်ခွာချပြီးလဲနေရတာလဲလို့မေးစရာရှိပါတယ်အကြောင်းပြချက်ကတော့ရိုးရှင်းပါတယ် American မှာရှိတဲ့အားကစားကွင်းကြီးအတော်များများဟာမူလကနေ American football ကစားဖို့စောက်ထားတာဖြစ်ပြီးအတုလို့မြက်ခင်းတွေကိုပဲတုံးထားကြလို့ပါဒါပေမဲ့ဘောလုံးကတော့မတူပါဘူးကွင်းမျက်နှာပြင်ဟာဘောလုံးရဲ့အရှိန်လွင့်အားကစားသမားတွေရဲ့ကလစ်ဖိနံမြေကမ်းမှုပြီးတော့ကစားသမားတွေချက်ချင်းရက်တာ၊ကွေတာနဲ့ရှော့ထုတ်ဖြတ်ထုတ်ကြတဲ့အခါဘေးကန်းလုံခြုံမှုတွေပေါ်မှာပါတက်ရောက်မှုရှိနေတာပါ။ဒါကြောင့်ကဘာဖလားမစခြင်းခင်မှာဒီအားကစားကွင်းတွေကိုတဘာဝမြက်ခင်းစစ်တွေပြီးယာယီပရန်လေးပေးရပါတယ်။မြက်ခင်းတွေမခင်းခင်မှာပထမဦးဆုံးကွင်းတစ်ခုလုံးကိုနူးညံ့တဲ့တဲအလွှားတစ်ခုနဲ့အရင်ညီအောင်ညှိရပါတယ်။အဲ့ဒီတဲအလွှားအောက်မှာတော့ရေစိမ့်ဝဲနိုင်တဲ့အလွှားတွေရေနုံညောင်းပိုက်တွေလေစုပ်ထုတ်နိုင်တဲ့လေဝင်လေထွက်စနစ်နဲ့အလိုအလျောက်ရေဖြန်းစနစ်တွေရှိနေတာပါ။ဒီညီအောင်စနစ်ကကွင်းရဲ့အဆုပ်နဲ့ကြောက်ကလိုမျိုးအလုပ်လုပ်ပေးတာပါ။မိုးလွာတဲ့အခါပိုလျန်နဲ့ရေတွေကိုစုပ်ယူဖယ်ရှားပေးပြီးရာသီဥတုပူပြင်းဆူရှိတဲ့အခါမှာတော့မြတ်မျိုးတွေစီကိုလေတုံးပို့ပေးတဲ့မြက်ခင်းတွေကဆက်ပြီးရှင်းသနိုင်ကြပါတယ်ဆိုတော့ဘောလုံးကွင်းတကွင်းနဲ့ဒီလောက်အကုန်ခံရပြီးတဲ့နောက်မှာပွဲစဉ်အနေငယ်လောက်ပဲကစားရမယ်ပြီးအဲ့ဒီစရိတ်ကိုတကယ်ကောပြန်ကာမိမလားတင်ကောဘလို့ထင်လဲဗျာကျွန်တော်အထင်ကတော့သူတို့နိုင်ငံကချမ်းသာလို့ကိစ္စမရှိတော့ကိုထင်ပါတယ်ဗျာတင်အမြင်လေးကိုလည်း comment မှာရေးပေးနိုင်ပါတယ်ဗျာကဲတကယ်ချင်းတို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တွေ like and share လေးနှိပ်ပြီးနောက်ဗီဒီယိုလေးတွေအတွက် followers လေးလုပ်ထားပေးပါအောင်ဗျာနေ့စဉ်လေးမှာကျမ်းမာပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ